တော့အခုဝမ်းစင်းနေဖြစ်တယ်ပေါ့နော်ဟောဒီ40တောင်တော့ကျွန်တော်တော့အရင်ကပေါ့ကျွန်တော်ဒီမှာဘောက်ပြမယ်ဆိုအရင်ဆုံးသတိထားမှာခေါင်းမပြေရမှာကွာပြည့်မလားချိန်ဘာလို့မချိန်နဲ့ဘောင်းကြော်လေးကိုချိန်ဟောအတီးလေးရှိတယ်တွေ့ရဒီလေးပြင်တာမျိုးကြီးလာပြစ်လို့ရပါလိမ့်ဟောတယ်တားဟုတ်တော့ဒီလိုတူနေရပါနေရကကွာနေရကဒီအဲ့တော့စမ်းပြအားကြံပေးနေတာကွာဒါကိုပဲပြစ်စီလို့တိုင်းတာများနေကြီးချောက်အောင်ဒီတော့ဒီကားရှိလို့နေတယ်ဒါဘောက်မရှိလို့ဒီမှာဟောက်ရှင်ပေါင်းဒီတော့ဘလို့ထိုင်လာပြည့်မှာဆိုရင်ဟိုကောင်ထိုင်လိုက်ပြီးရင်ဒီထိုင်တဲ့ခေါင်းနဲ့ဒီကိုစလုံးကိုမြင်းနဲ့ကင်တာပြီးရင်ဆောက်ကြည့်နေတယ်ဟုတ်တော့လက်နေရမူမမြန်ရင်ဒီစက်တင်ကြီးခွန်ရတာမူမမြန်တဲ့စက်တင်လေးကဒီတော့အဲ့တော့အကုန်ပြေဆုံးထားလိုက်ပါဒီတော့လို့ပြေးထားလိုက်အဲ့ဒါဟိုအန်တော့ဒီလိုမျိုးလေးရတယ်ဟုတ်တော့ပြလို့လေဟာဒီတက်ပလီရကြဒီလိုမျိုးလေးဒီနဲ့ဆိုတော့ပြီးတော့ဘယ်မှာဆောင်းကြပြရသူစကုံးနဲ့ပြတာမရဘူးဒီဟာလေးကသူကဟောတန်းပြလို့ရှင်ဒီနတ်ဒီဆိုင်မှာစားကြလို့ရှင်အော်တူနဲ့ဆင်ကြယ်နဲ့မှားတာဒီစားဘူးအဲ့လိုမျိုးဒီတော့ဒီကကြနော်ဆင်ကြယ်လို့9နိုင်23ဒီလိုရပါတယ်ဒီတရားတော့ဒီလောက်ပါပဲ